ကဲအားလုံးပဲမင်္ဂလာပါသူဒီကိုမမေ YouTube channel ကနေအားလုံးကိုကြိုဆိုလိုက်ပါရဗျာကဲအားလုံးပဲဝင်လာပြီနော်ကြိုဆိုသူများလေးဝင်လာပြီဝင်လာမြတ်လက်မလေးနှိပ်ပြီးတော့ရှယ်မှုရှယ်များလေးနဲ့အပီဝင်းရင်ပြီးတော့နော်ဆာဖမနဲ့ဒီလူတွေကိုမရအောင်ဆာဖိုင်လေးနှိပ်ပြီးအပီတော့ကဲအားလုံးပဲဝင်လာမယ်နော်ကဲအားလုံးပဲဝင်လာမြတ်လက်မလေးနဲ့နော်ဆာဖမနဲ့ဒီလူတွေကိုမရအောင်ဆာဖိုင်လေးနှိပ်ပြီးအပီဝင်းရင်ပြီးတော့နော်20ရဲ့တောက်ကြနေ့နောက်ဆုံးနေ့နော်နောက်ဆုံးနေ့အတွက်ရှေ့အပိုင်ဝင်ယူမယ်တောက်ကြနေ့တနေ့ကုန်စာတော့ကိုရှယ်ဝင်ယူမယ်6ခွန်8ကိုအခွေအပူးပါနော်6ခွန်6 8 6ကိုခွန်8ခွန်ကို8ကို66ခွန်ခွန်8 8ကိုကိုနော်ရှယ်မရှယ်တရားပိုင်းလို့ဖီတောက်ကြနေတနေကုန်စားတော့ကို6ခွန်8ကိုအခွေအပူးပါ6ခွန်6 8 6ကိုခွန်8ခွန်ကို8ကိုနော်66ခွန်ခွန်8 8ကိုကိုရှယ်မရှယ်တရားပိုင်းလို့ဖီနော်ဒီဘက်ကတော့နော်ထောက်ဆောင်ညီးသွားလို့လွယ်နေတယ်ဒါပေမဲ့ဘက်ကိုတော့ရှယ်အပိုင်ပြန်ရိုက်မယ်နော်ဒါပေမဲ့ဘက်ကိုရှယ်အပိုင်ပြန်ရမယ်တန်တင်းလာအင်္ဂါဘုဒ္ဓဟုနော်၃ချိန်စက်တိုက်ကိုရှယ်ပြန်ပြီးတော့နော်အပိုင်ပြန်ရမယ်ကဲအားလုံးပဲနော်21ရက်နေ့တနေ့ကုန်စားတောက်ကြနေ့တနေ့ကုန်စားတော့ကိုဝင်လာယူတော့6ခွန်8ကိုအခွေအပူပါ6ခွန်6 8 6ကိုခွန်8ခွန်ကို8ကို66ခွန်ခွန်8 8ကိုကိုတခုရှိရကနော်အပူကလည်းပြောက်တယ်နော်ဒီဘက်အပူပြောက်နေရပါဝါကြပြီနော်အပူမကြသေးဘူးဖြစ်နေနော်ညီကိုနဲ့အပူနဲ့ပေါ့အားကြောင့်ဒီထဲကနေပြီးတော့ညီကိုနဲ့အပူအထူးသဖြင့်အပူကိုတတိထားပြီးတော့ထူပေါ်ကြနော်ကဲအားလုံးပဲနော်တော့ကြနေတနေ့ကုန်စားတော့ကို6ခွန်8ကိုအခွေပူပါ6ခွန်6 8 6ကိုခွန်8ခွန်ကို8ကို66ခွန်ခွန်8 8ကိုကိုနော်အားလုံးပဲစခွေရှော်လေးကြီးဆိုင်ပြီးယူထားပြီနော်ရှယ်မရှယ်တရားရတော့ခွေကဲအားလုံးကျွန်တော်ကြည့်ရှုအားပေးရတဲ့ချင်းတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ဗျာနော်ကျွန်တော်မိတ်ဆွေအားလုံးပဲတောက်ကြနေနောက်ဆုံးပဲအိမ်နဲ့လွှဲနိုင်ပါစေအားလုံးပဲငွေလဲလဲပဲပေါ်များကြပါစေအားလုံးပဲငွေကန်ကောင်းကြပါစေအားလုံးပဲငွေဝင်ကြပါစေလို့ဆုမကောင်းတောင်းပေးနေကျွန်တော် live လေးကိုဒီမှာပဲဆုံးသက်လိုက်ပါဗျာ